ဆင်းရဲတဲ့ဝဝရဲ့သမီးဟာ IPS ရဲအရာရှိတအုပ်ဖြစ်လာခဲ့ပါတယ်။ဝဝကစားသောက်ဆိုင်မှာရှိတဲ့သတင်းစာကိုကိုက်ပြီးဖတ်ဖို့လုပ်လိုက်ပါတယ်။တော်တော့စပွဲတွေကိုရှင်းလိုက်အောင်မကြခင်စားသုံးသူတွေကရောက်လာတော့မယ်။သတင်းစာဖတ်နေလို့လည်းအလုံးမရသလိုနေ့သမီးလည်းရဲအရာရှိတအုပ်ဖြစ်လာမှာမဟုတ်ပါဘူး။တော်တော့မယ်ကိုသတင်းစာထဲမှာဖတ်ရတာတင်းနဲ့ IPS ရဲအရာရှိဖြစ်ဖို့အတွက်စာမှုပွဲတွေရှိတယ်တဲ့။ကျမလည်းမတော်ခင်တေချာလေးဖတ်နေတာ။ဝဝကသတင်းစာကိုအဲ့မှာထားလိုက်ပါတယ်။ပြီးတော့အိမ်ကိုပြန်သွားလိုက်ပါတယ်။မိနီသမီးရဲ့တငယ်ချင်းတွေကိုလည်းမေးလိုက်အောင်အလုပ်ရရင်အကြောင်းကြားပါလို့ကျန်တာကတော့ကန်နီယာအတိုင်းပေါ့သမီးရဲ့မေသမီးနင်နီကိုလည်းမေးထားတယ်ပြီးတော့ဖြူဖြူကိုရောပဲသူတို့ကအစိုးရလုပ်ရရင်ပြောမယ်လို့ပြောတယ်အေးဟုတ်ပြီဝဝကစားစရာတွေကိုချက်လိုက်ပါတယ်ထမင်းလည်းစားလိုက်ပါတယ်ပြီးတော့သမီးဖြစ်သူကိုလည်းစားစရာတွေပေးလိုက်ပါတယ်ဝဝကအိတ်သွားပါတယ်မိနီကတော့စီမီထိုးပြီးတော့ညအချိန်ထိကိုစာရီလုပ်နေပါတယ်တင်နေကဝဝစီကိုရောက်လာပါတယ်ဝဝငါရာခင်းထဲမှာဝါကုန်းတွေအများကြီးထွက်နေပြီနင်ဝါကုန်းယူဖို့အတွက်ငါ့ကိုကူညီပေးနိုင်မလားယင်ငါနေ့ကို1000အပြည့်ပေးမယ်လေဒီနေ့သွားရမှာလားဟုတ်တယ်ငါချင်းတောင်းယူပြီးတော့ရာခင်းထဲကိုသွားမလို့နင်လည်းလိုက်ခဲ့တင်နေကချင်းတောင်းကိုယူပြီးတော့သူ့အတိုက်နားမှာရှိတဲ့ရာခင်းထဲကိုသွားလိုက်ပါတယ်မိနီသမီးအမေတင်နေရဲ့ရာခင်းထဲကိုသွားပြီးတော့ဝါကုန်းယူတာသွားကူညီပေးမလို့ညနေနောက်ကျမှပြန်ရောက်မယ်နော်အမေသမီးစားလို့ဖို့နီနီအိမ်ကိုသွားလို့ရလားဟုတ်ပြီလေသွားဒါမဲ့အချိန်တော့မဖြုံးနဲ့နော်ကောင်းပါပြီမေဘဝအိမ်ကနေထွက်သွားလိုက်ပါတယ်တင်းတင်းရဲ့ယာကင်းထဲကိုရောက်သွားပါတယ်ဘဝငါပြောမယ်နင့်သမီးကိုလည်းအလုပ်လုပ်ခိုင်းအောင်စားရီပဲလုပ်ခိုင်းနေနဲ့ငါ့ကိုကြည့်ပါဦးငါဝါကုန်းတွေကိုရောင်းပြီးတော့ပတ်စံတွေကိုတောင်းနဲ့ချီပြီးတော့ရှာနေတာပြီးတော့ကာလူရဲ့ဆိုင်မှာလည်းတောင်းနဲ့ချီခွင့်နေတင်းတင်းငါစီမှာရာခင်းလည်းမရှိသလိုဆိုင်လည်းမရှိဘူးလေငါတဘဝလုံးအလုပ်ကျန်းနေပဲလုပ်ခဲ့တာငါသမီးလည်းငါလိုတဘဝလုံးရာခင်းထဲမှာသူများခိုင်းတာလုပ်ရတာမျိုးမဖြစ်စေချင်ဘူးနေ့သမီးတနေ့ရဲရရှိဖြစ်ခဲ့အဲ့စကားငါ့ကိုလာပြောအလုပ်ရလဲတာမယ်အလုပ်လောက်ပဲရမယ်ဟာဦးနေ့သမီးကိုကောင်းမွန်တဲ့အလုပ်တစ်ခုရအောင်လုပ်ပေးဖို့နေ့မှလည်းပတ်စံမရှိပါဘူးမိနီကသူ့တငယ်ချင်းနီနီစီကိုသွားလိုက်ပါတယ်နီနီကမိနီကိုတွေ့တော့ပျော်သွားပါတယ်မိနီငါလည်းနေ့စီကိုလာတော့မလို့ငါမှသတင်းကောင်းတစ်ခုရှိတယ်အဲ့ဒါနေ့ကိုပြောမလို့သတင်းကောင်းဟုတ်လားဘလို့သတင်းကောင်းလဲ IPS ကလာတဲ့စာမွဲတစ်ခုရှိတယ်အဲ့စာမွဲကိုဖြေနိုင် IPS တန်းဖြစ်မှာဝင်ကြီးက TV မှာပြောတာငါကြားခဲ့တယ်ရွေးခံရတဲ့ငှက်တွေကတော့ရေချင်းရှိရဆိုလို့ရှိရင်ရဲရရှိဖြစ်လာနိုင်တယ်တဲ့ဟာဒါကအရန်ကိုပြောစရာကောင်းတဲ့သတင်းပဲအမေဒါကိုကြားပြီးတော့ပျော်သွားလိမ့်မယ်ငါအရင်လတည်းက IPS အတွက်စာရီကြိုလုပ်ထားတာငါလည်းစာတော့လုပ်ထားတယ်ကြည့်နေလိုက်ငါတို့နှစ်ယောက်လုံးရွေးချယ်ခံရရင်အရန်ပျော်ဖို့ကောင်းပါနော်ငါတို့နှစ်ယောက်အတူလေးကျင်ပြီးတော့နှစ်ယောက်အတူတူအလုပ်ရစေရမယ်ဟုတ်တယ်အခုတော့စာမှုဘွဲကိုခဏထားလိုက်အောင်ငါတို့စာမှုကိုအကောင်းဆုံးဖြည့်နိုင်အောင်လို့ကြိုးစားရမယ်ကျန်တာတော့ကန်တရားမှာပါတဲ့အတိုင်းဖြစ်လာမှာပေါ့ဟဲ့ဟုတ်ပြီအခုငါပြန်လိုက်အောင်မယ်နော်မိနီကအိမ်ကိုပြန်လာခဲ့ပါတယ်သူပြန်လာတဲ့အချိန်တင်းတင်းရဲ့ရာခင်းထဲမှာဝဝကိုတွေ့တဲ့အတွက်မိနီကအဲ့ဒီကိုရောက်လာခဲ့ပါတယ်အမေအတွက်သတင်းကောင်းတစ်ခုရှိတယ်သတင်းကောင်းဟုတ်လားပြောပါဦးဘာသတင်းလဲအမေသမီးကိုခုနကပဲနီနီပြောတယ်ဝင်ကြီးက TV မှာပြောထားတယ် IPS အတွက်အလုပ်ခေါ်စာရှောက်လို့ရပြီတဲ့ဒါကိုကြတော့ဝဝကပျော်ပြီးတော့ယူမတက်ဖြစ်သွားပါတယ်အမေပြောတယ်မလားဒီနှစ်မှာအလုပ်တွေတေချာပေါက်ရလာလိမ့်မယ်လို့အမေပြောတယ်မလားအမေသမီးတေချာပေါက်ရဲရရှိတူဖြစ်လာလိမ့်မယ်ဘဝနင်ဒီကိုအလုပ်လုပ်ဖို့အတွက်လာတာစကားပြောဖို့လာတာအတွက်မဟုတ်ဘူးနင်ဒီလိုပုံစံအလုပ်လုပ်နေလို့ရှိရင်ညနေကျရင်နေလားစာတွေကနေတဝက်ဖြတ်ပြစ်မယ်တင်းနေမိနီပြောပြတာဒီနေ့ IPS အလုပ်ခေါ်စာရှိရဲ့တဲ့ငါတို့အဲ့ကြောင်ပြောနေတာငါအခုပဲပြောလိုက်မယ်မိနီရဲရရှိမဖြစ်နိုင်ဘူးဖြစ်လာမှပြောပဲရှုံမဲဆိုနေမိနီနင်ပြန်တော့နင့်အမေအလုပ်ပြန်လုပ်ပါစေတော့ဟုတ်ကဲ့အနီအခုပဲသွားတော့မယ်မိနီကသူ့အိမ်သူပြန်သွားပါတယ်ဝဝအလုပ်ကိုဖြည်းဖြည်းချင်းပြန်လုံးလိုက်ပါတယ်ညနေမှာတော့ဝဝအိမ်ပြန်မှုစိတ်လောနေပါတယ်ဝဝသူ့အလုပ်ကိုလက်စားတက်လိုက်ပါတယ်တင်နေစီကနေပတ်စံယူပြီးတော့အိမ်ကိုပြန်ရောက်လာပါတယ်မိနီသမီးစီမီကွက်ကကောင်းတယ်မလားစီမီကွက်ကကောင်းပါတယ်အမေစီပဲနည်းနည်းလိုနေတာ
သမီးဦးလေးချက်တူရေးဆိုင်ကနေစီသွားဝယ်လိုက်အောင်မယ်မဟုတ်တာသမီးအချိန်မဖြုံးနဲ့အမေပဲသွားဝယ်လိုက်မယ်ဘဝကမရက်မနာပဲ9မိုင်ဝေးတဲ့ချက်တူရေးဆိုင်ကိုသွားလိုက်ပါတယ်အကိုချက်တူရေး IPS မှာအလုပ်လုပ်ဖို့အတွက်ဆိုရင်စာရွက်စာတမ်းတွေဘောပန်တွေလိုအပ်တယ်မလားမဟုတ်ဘူး IPS ကအလုပ်မှန်သမျှကိုကွန်ပျူတာနဲ့ပဲလုပ်ရတာတေချာစူးစမ်းပြီးတော့စာမှုဝက်ကိုဖြေမှာ IPS ကအရွေးခံရမှာဘဝကဒါဟုကြတော့အရန်ကိုစိတ်အားထက်သန်သွားပါတယ်အဲ့ညမှာမိနီယာစာတွေကိုတညလုံးလုပ်ပါတယ်အဲ့လိုနဲ့ပဲ2ရက်3ရက်လောက်ကုန်သွားပါတယ်တရက်ညနေမှာတော့နီနီကမိနီစီကိုရောက်လာပါတယ်မိနီငါစာအုပ်တွေကိုယူလာတာငါတို့နှစ်ယောက်အတူထိုင်ပြီးတော့စာလုံးမလို့နေလောက်တာမှန်တယ်ငါလည်းအဲ့လိုလုပ်စေချင်တာဒါမှနေကငါ့ကိုကြည့်ပြီးတော့ငါနေ့ကိုကြည့်ပြီးတော့ဆရာထက်သန်မှုရကြမှာလေမိနီနဲ့နီနီကစာလုပ်လိုက်ပါတယ်ညနဲ့လာတော့နီနီကအိတ်လိုက်ပါတယ်ဒါပေမဲ့မိနီကတော့တညလုံးစာတွေထိုင်လုံးနေပါတယ်ဒီလိုနဲ့ပဲနောက်ထပ်9ရက်ကုန်သွားပါတယ်အမေမနေ့ပြန်သမီးဆောင်မွဲဖြေရတော့မယ်ဆောင်မွဲဖြေဖို့ဒေလီကတော်တဲ့ကိုသွားရမှာသမီးပတ်စံနည်းနည်းလောက်လို့တယ်သမီးစိတ်မပူပါနဲ့အမေအခုပဲတစ်ခုခုလုပ်ပေးမယ်ဘဝကသူစုထားတဲ့ပစ္စည်းတချို့ကိုထုတ်ပိုးလိုက်ပါတယ်ပြီးတော့ကာလူရဲ့ဆိုင်ကိုသွားလိုက်ပါတယ်ကာလူငါပစ္စည်းတချို့စုထားတာလေအဲ့ဒါကိုငါရောင်းဖို့ယူလာတာဟာဘာတွေများလိုအပ်နေလို့လဲဘဝရဲ့နေစုထားတဲ့ပစ္စည်းလာရောင်းနေရဆိုတော့မနှက်ဖြန်ငါသမီးက IPS စာမွေးဖြည့်ဖို့သွားမှလေဒေလီကတော့တဲ့ကိုအဲ့ဒါကြောင့်မလို့ပတ်စံတချို့လိုအပ်နေတာငါဒီပစ္စည်းတွေကို1000ပေးပြီးတော့ဝယ်မယ်ဟာမဟုတ်ဘူးကာလူငါပစ္စည်းတွေကဒီထက်မကတန်ဖိုးကြီးတယ်အဲ့ဒါဆိုရင်လည်းနေတခြားတစ်ဆိုင်မှာသွားရောက်ပေါ့ကျက်တူရေးကနည်းနည်းဝေးဝေးမှထိုင်ပြီးတော့လက်ဖက်ရည်တောက်နေပါတယ်ဝဝနဲ့ကာလူကစကားတွေကိုနားထောင်နေပါတယ်ဝဝကအထုပ်တွေကိုမပြီးတော့ယူသွားတဲ့အချိန်ကျက်တူရေးကဝဝရဲ့အနောက်ကိုလိုက်လာပါတယ်ဝဝကိုတားလိုက်ပါတယ်ညီမဝဝအခက်တွေ့နေရလားဒီလိုအခက်ခဲနေတဲ့အချိန်တေချာမအကူညီလိုအပ်နေမှာပေါ့ငါကူညီပေးမယ်အခုတော့အိမ်ကိုပြန်လိုက်တော့ငါညာကြမှာပတ်စံယူလာပြီးတော့အိမ်လာခဲ့မယ်ချစ်တူရဲ့အကိုနေရတော့ကူညီတာများနေပြီနေရငါ့ရဲ့ငယ်တငယ်ချင်းဖြစ်ပြီးတော့ငယ်ငယ်လေးကတည်းကကူညီပေးခဲ့တာနောက်တစ်ယောက်ကလူကတော့ငယ်ငယ်လေးကလည်းခင်ခဲ့တာကိုမမှတ်ထားဘူးငါ့ကိုဆိုင်ရနေမောင်းထုတ်ပေါ်ကကြည့်ရင်တောင်းစားဖို့လာတဲ့သူကြားနေရပဲညနေရောက်သွားပါတယ်ချစ်တူရဲ့ကအိမ်ကနေပတ်စံတချို့ယူလာပါတယ်သူကဝဝရဲ့အိမ်ကိုသွားပြီးတော့တကားခောက်လိုက်ပါတယ်ဝဝရော့ယူလိုက်အကူညီထက်လို့ရင်လည်းပြောငါကူညီပေးမယ်ဒီလောက်နဲ့လုံလောက်ပါပြီဟာငါပြန်ပေးပါမယ်နော်ချက်တူကြီးအရင်ဆုံးငါ့အိမ်မက်လေးပြေးလာပါစေရောငါသမီးအစိုးရအလုပ်ရလို့ရှိရင်ငါဘဝရဲ့ပျော်ရွှင်မှုတွေလည်းပြေဝသွားလိမ့်မယ်နောက်တစ်ရက်မှာတော့နီနီကမိနီစီကိုရောက်လာပါတယ်နီနီနဲ့မိနီကလိုအပ်တာတွေအားလုံးလွယ်ထဲထည့်လိုက်ပါတယ်ပြီးတော့ဒေလီသွားမဲ့ကားမှာထိုင်လိုက်ပါတယ်မိနီကစာမှုပွဲဖြေလိုက်ပါတယ်စာမှုပွဲကမိနီအတွက်ရမ်းအောင်လွယ်ပါတယ်သူမေကုန်းတိုင်းကိုအကုန်ဖြေနိုင်ပါတယ်နီနီလည်းစာမှုပွဲကိုအကောင်းဆုံးဖြေနေပါတယ်မသိလိုက်ဖ ೇನೆ အချိန်3နာရီကကုန်သွားပါတယ်မိနီနေစာမှုပွဲဖြေနိုင်လားဖြေနိုင်တယ်ငါတွေးရထက်တောင်ပို့ပြီးတော့ဖြေနိုင်တယ်တော်တော်လွယ်တာတခြားငက်တွေတော့ငါတို့ကိုကြောက်တမင်လောက်တာပဲငါလည်းဖြေနိုင်ပါတယ်ဒါမဲ့အဲ့လောက်တော့မဟုတ်ဘူးကြည့်ရတာငါကြိုးစားမှုနည်းသွားရဲ့ထင်တယ်တငယ်ချင်းတယောက်အိမ်ကိုပြန်သွားပါတယ်သူတို့ကကားပေါ်မှာထိုင်ပြီးတော့စကားပြောပြီးတော့လာနေပါတယ်မိနီကတော့ဒီနေ့ဖို့ပို့ပြီးတော့ပြောနေပါတယ်ဝဝကမိနီကိုဖတ်လိုက်ပါတယ်အမေသမီးအမေကိုဘယ်တော့မှစိတ်ဆိုးအောင်မလုပ်ပါဘူးအမေသမီးအပေါ်အမေအပြေးဝယုံကြည်တယ်သမီးစာမှုပွဲကိုတေချာစူးစမ်းပြီးတော့ဖြေခဲ့မယ်ဆိုတာတရက်မှာတော့ဝဝကအိမ်ကိုငှက်တကောင်ကအစိုးရကနေလာတဲ့စားတစ်စောင်ယူလာပါတယ်ခုံပြပါတယ်အမရဲ့သမီး IPS ရဲရရှိတူဖြစ်သွားပါပြီဒါကိုကြတော့ဝဝပျော်လွန်းမျက်ရည်တွေကျလာပါတယ်ငါရဲ့အနစ်နာခံမှုတွေအယောင်ပြန်လာခဲ့ပြီငါသမီးကငါအိမ်မက်ကိုပြည့်အောင်လှုပ်ပေးလိုက်ပြီပဲမိနီသမီးဘမလဲဝဝကအမြန်မဲ့အိမ်ထဲကိုဝင်သွားပါတယ်သူ့သမီးကိုဖက်လိုက်ပါတယ်အမေသမီးမနေ့ကလေးကသိတာသမီးတေချာပေါင်းလုံးနိုင်မယ်လို့အမေနီနီလည်းဘာဖြစ်မလဲမသိဘူးသမီးသူ့ကိုသွားမေးလိုက်အောင်မယ်မိနီကနီနီအိမ်ကိုသွားဖို့လှုပ်သေးတော့မှရှိသေးရဲ့နီနီကလည်းမိနီရဲ့အိမ်ကိုရောက်လာပါတယ်မိနီငါတို့ရွေးချယ်ခံရတဲ့10ယောက်ထဲမှာမပါဘူးနေရောနေလည်းပြအောင်နီငါတငယ်ချင်းငါ IPS စာမိုးဝဲမှာထိတ်ဆုံးကနေအောင်ခဲ့တယ်ပြီးတော့ငါရွေးချယ်ခံလိုက်ရပြီနီကမိနီကိုဖတ်လိုက်ပါတယ်
ငါဝမ်းမနေပါဘူးငါရွေးချက်မခံရလဲဘာဖြစ်လဲငါတကယ်ချင်းမိနီရောရွေးချက်ခံရတယ်လေတောထဲမှာရှိတဲ့ငှက်အကြီးငှက်အငယ်ပေါင်းစုံဝဝအိမ်ကိုလာပြီးတော့မုတ်နေလာပေးပါတယ်ဝဝဒီမုံအချို့ကမိနီ IPS မှာရွေးချက်ခံရတဲ့အတွက်ယူလာပေးတာမိနီသမီးအန်တီကိုမမေ့နဲ့နော်သမီးဦးလေးကလူရဲ့ဆိုင်ရာတေးသေးလေးပဲရှိသေးရဲ့ဒါမဲ့သမီးကရဲရရှိဖြစ်လာပြီဆိုတော့အန်တီသမီးအခုလိုအောင်မြင်လာတာသမီးနဲ့အမေအတွက်ပဲမဟုတ်ပါဘူးတတော်လုံးအတွက်ကောင်းချိုးရအောင်ပါအဲ့လိုနဲ့ပဲမိနီယာ IPS ရဲရရှိအဖြစ်ရွေးချက်ခံလိုက်ရပါတယ်ပြီးရဲ့နောက်မှာတော့မိနီယာရဲတပ်ဖွဲ့တွေအနေနဲ့အမေရဲ့အိမ်ကိုပြန်ရောက်လာပါတယ်အရှိမကားတစ်စီးအနောက်မှာစိုက်ကယ်နဲ့မိနီယာအဖြူအောင်ကားမှာထိုင်စီးပြီးတော့အမေအိမ်ကိုရောက်လာပါတယ်ချစ်ရတဲ့တငယ်ချင်းတို့စူးစမ်းအားထုတ်မှုဇွဲမလျှော့သရွေ့အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ်ဘလောက်ပဲခက်ခက်ဆက်ရထက်သန်မှုရှိမယ်ဆိုရင်အခက်အခဲတိုင်းကိုလွယ်ကူစွာရသွားပါလိမ့်မယ်လမ်းကဘလောက်ပဲကြမ်းတမ်းပါစေအတူရှိပေမဲ့ကိုယ့်လူတွေသာရှိရင်လမ်းလွယ်ကူသွားပါတယ်တငယ်ချင်းတို့ဒီပုံမြင်ကိုသဘောကျရင် like ပေးပြီးတော့တငယ်ချင်းတွေကိုလည်း share လုပ်ပေးပါဦးပြီးတော့ channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်တောတစ်ခုမှာကြီးမားတဲ့တပ်ပင်တစ်ပင်ရှိပါတယ်။ဝဝကအဲ့ဒီထဲမှာအတိုက်ဆောက်ထားပါတယ်။တရက်မှာတော့သူ့အတိုက်ထဲမှာလင်းဝဲနေတဲ့ရွှေဦးလေးတစ်လုံးတွေ့လိုက်ပါတယ်။သူရအောင်ပြောသွားပါတယ်။သူကပြန်ပြီးတော့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းစိတ်စီကိုသွားလိုက်ပါတယ်။စိတ်ငါ့ရဲ့ချစ်လောက်ဆိုတော့တငယ်ချင်းငါနဲ့ကိုဒီနေ့ပြစရာတစ်ခုရှိတယ်။နင်တခါမှမြင်မှုမှတော့မဟုတ်ဘူးနော်။ဒါမဲ့ဒါကငါတို့နှစ်ယောက်ကြားမှာရှိရလှုပ်ဝက်ချက်အဖြစ်ဂရိပေးရမယ်။ဝဝနင်ကငါ့ရဲ့အသက်ပါလှုပ်ဝက်ချက်တိုင်းငါစိတ်ထဲမှာပဲရှိနေမယ်နင်ရဲ့ဝမ်းနည်းမှုပျော်ရွှင်မှုဘာပဲဖြစ်ဖြစ်ငါ့ကိုပြလို့ရရင်လေဘဝကသူ့ရဲ့အတိုက်ထဲထိခေါ်သွားလိုက်ပါတယ်ပြီးတော့ရွှေဥတွေကိုပြလိုက်ပါတယ်စိတ်ရဲ့မျက်လုံးမှာလောဘတရားမဟုတ်ဘဲမယုံနိုင်လောက်အောင်အံ့ဩတဲ့အကြည့်ရည်နဲ့ပြည့်နေပါတယ်ဒါဥပဲမဟုတ်ဘူးနော်ငါတို့ရှေ့ဆက်ရမယ့်အနာဂတ်အတွက်မယုံနိုင်လောက်တဲ့အိမ်မက်ပဲငါနဲ့ကိုလှုပ်ဝက်ချက်ဘာလို့ပြလဲဆိုရင်နင်းနဲ့အတူပျော်ရွှင်မှုတွေကိုဝေမျှခြင်းလို့ငါတို့နှစ်ယောက်ပေါင်းပြီးတော့ဒီဥကိုစောင့်ရှောက်ကြမယ်လေနင်းရဲ့အပျော်ရွှင်ဆုံးအရာတွေငါ့ကိုမျှဝေခြင်းနဲ့ပေါ့အရန်ကောင်းတာပဲငါအချိန်တိုင်းနင်းမမှာပဲရှိနေမယ်စိတ်မပူနဲ့နော်အဲ့လိုပြောပြီးတော့စိတ်ကသွားလိုက်ပါတယ်ညနေကျတော့စိတ်ကကာလူကိုတွေ့လိုက်ပါတယ်သူကလောဘကြောင့်လှည့်စားမှုကိုခံရတော့မှာပါဘလို့လဲစိတ်ငါကြားရတော့နင်းမှာလှုပ်ဝက်ချက်တချို့ရှိနေရဲ့ဆိုငါတို့ရဲ့အခက်အခဲကိုလည်းအဝေးရအောင်လုပ်ပေးနိုင်တယ်လေဒါမှားတယ်ကာလူဒါဝဝရဲ့ပိုင်ဆိုင်မှုပါပြီးတော့ तू ကငါ့ရဲ့တငယ်ချင်းလေတငယ်ချင်းဟုတ်လားဘလို့တငယ်ချင်းလဲနေက6သွတဲ့အရွက်တွေကိုစားနေတဲ့အချိန် तू ကရွှေတွေရှိတဲ့အတိုက်မှာနေရတတိယအောင်နေအခုထိအကျွေးတွေကိုကောင်းအောင်စားရသေးတာမဟုတ်ဘူးနေငါ့ကိုကူညီပေးငါတို့တယောက်တစ်ဝက်ခွဲယူကြမယ်လေစိတ်ကသူ့သားသမီးတွေကိုအစာငက်ခံထားရတဲ့နေ့တွေကိုတွေးပြီးတော့ तू ရှုံးသွားပါတယ်ကောင်းပြီငါရဲ့အခက်အခဲတွေအတွက်ငါလုံးဝဖြစ်မယ်ညဘက်မှောင်နေတဲ့အချိန်စိတ်ကအတိုက်ထဲကိုခိုးပြီးတော့ဝင်သွားပါတယ်သူကရွှေဥကိုယူပြီးတော့အဲ့ဒီစားမြေကြီးနဲ့လှုပ်ထားတဲ့ဥတွေအစားထိုးလိုက်ပါတယ်ပြီးတော့ငါဒီမှာတစ်စက္ကန့်တော့မနေနိုင်တော့ဘူးစိတ်ကဥကိုယူပြီးတော့ပြေးသွားပါတယ်စိတ်ကခြုံမုတ်ကြားထဲမှာကာလူးနဲ့ချိန်လိုက်ပါတယ်မိုက်လိုက်တာနောက်ဆုံးတော့ငါတို့လက်ထဲကိုရွှေတွေရောက်လာခဲ့ပြီပဲငါသိသားပဲအခက်တွေ့နေတဲ့အကောင်တွေဘာမဆိုလှုပ်ခိုင်းလို့ရတယ်လာငါ့ကိုအခုပေးလိုက်တော့စိတ်ကလေးလံတဲ့စိတ်နဲ့ကာလူကိုရွှေဥပေးလိုက်ပါတယ်သူ့စီမှာရွှေဥပါယုံတာမကဝဝရဲ့ခင်မင်မှုတွေပါနေပါတယ်ကာလူငါတို့အမားလုံးမိနေပြီလားဝဝကိုငါဘလို့မျက်နှာပြရတော့မလဲသူ့ရဲ့ယုံကြည်မှုကိုဖျက်ဆီးပြီးတော့ရလာတဲ့တန်မိုးအတွက်ငါစိတ်တွေအေးချမ်းနိုင်မှာမလားစိတ်အေးချမ်းမှုဟုတ်လားအယူစိတ်အေးချမ်းမှုဆိုတာကစီးစိမ်နေပေါ်မှာပဲရှိတာငါတို့စီမှာကလိုအပ်မှုတွေပဲရှိတာဒီရွှေရင်းနဲ့ငါတို့ရဲ့လိုအပ်ချက်တွေအကုန်ပြည့်သွားလိမ့်မယ်လက်တလောတော့ဝဝရှိရနေရှောင်နေလိုက်လေလောကမှာဘယ်ရင်းနှီးမှုမှစီးစိမ်နေလောက်မခိုင်ပါဘူးနင်မားတဲ့ကာလူငါဒီနေ့ချိုးပြတ်ခဲ့တာလောကမှာရှိတဲ့ရွှေတွေထက်တန်မိုးရှိဆုံးရင်းနှီးမှုပဲငါ့ကိုဒီလောက်ရက်ကအမြဲတမ်းခြောက်လက်နေတော့မှာငိုရာတွေဘာတွေတော်လိုက်ပါတော့ဟာငါတို့လိုချင်တာရပြီပဲလေအခုသွားပြီးတော့အနားယူလိုက်တော့မနေ့ကျရင်ငါတို့ဒီရွှေကိုရောင်းရမယ်ပြီးရင်ဖြစ်နိုင်ဝဝရဲ့ဝဝေးမှာနေစိတ်ကလေးလံတဲ့စိတ်ကိုယူပြီးတော့ပြန်သွားပါတယ်သူ့စီမှာရွှေဦးလေးလုံးမရှိပေမဲ့
ဒဏ်ရာလေးခုတော့ရလာပါတယ်တစ်ခုကလှည့်စားမှုတစ်ခုကလောဘကြီးမှုတစ်ခုကတော့အပြစ်ရှိစိတ်အဲ့ဒီစိတ်ကြောင့်တညလုံးလေးလံနေခဲ့ပါတယ်မနေ့ရောက်တော့ငါရဲ့ဥတွေဘယ်ရောက်ကုန်တာလဲဒီနေရာကိုစိတ်တယောက်ပဲသိရလေ။ तू ကစိတ်ကိုအတန်ပေးလိုက်ပါတယ်။စိတ်ကရောက်မလာခဲ့ပါဘူး။ तू ကအကူကြီးအတွက်စက်တူရေးမှနဲ့စက်တူရေးထီးစီကိုသွားလိုက်ပါတယ်။အရင်နဲ့ဒေါသထွက်နေပါတယ်။စက်တူရေးကိုစက်တူရေးမှငါတော့အားလုံးကိုဆုံးရှုံးသွားပြီ။ငါရဲ့ရွှေတွေမဟုတ်ဘဲနဲ့ငါရဲ့ယုံကြည်မှုတွေငါ့ကိုမလိမ်မဲနဲ့အမှန်တိုင်းပြောပြပေးပါ။ငါရဲ့တငယ်ချင်းကငါ့အပေါ်ကိုအခုလိုလုပ်နိုင်လား။ကျက်တူရေးမှာကျက်တူရေးထီကသူတို့ရဲ့အစွမ်းနေနဲ့မင်းညဖြစ်ပျက်ခဲ့တဲ့မြေငွေကိုကြည့်လိုက်ပါတယ်။ဘဝနင့်ကိုပြောပြဖို့စိတ်မကောင်းဖြစ်မိရဲ့။ဒါပေမဲ့လည်းဒီလောက်ရဲ့အဓိကလှုပ်ဆောင်သူကစိတ်ပဲလीငါတို့သူ့ကိုကာလူးနဲ့လည်းတွေးလိုက်တယ်။ဘဝချေမခံနိုင်တော့ပဲရမ်းကိုငိုလိုက်ပါတယ်။စိတ်ဟုတ်လားငါတင်တာသူကငါရဲ့အရေးပေါ့ငါ့ကိုတတ်ဖို့အကြီးဆုံးလှုပ်ဝက်ချက်ကိုတော့ပြောပြခဲ့တာ။ तू ကဘာလို့ဒီလိုလုပ်ရတာလဲငါတို့ရဲ့ခင်မမှုကဒီရွှေထက်တောင်မှတန်ဖိုးမရှိတော့ဘူးလားငါအခုဘသူ့ကိုရုံရတော့မှလဲရွှေဥကိုရပြီးတဲ့နောက်စိတ်ကပျော်ပျော်ရွှင်ရွှင်နဲ့ကာလူးစီကိုသွားခဲ့ပါတယ်ဒါပေမဲ့လောဘကြီးရဲ့ကာလူးကစိတ်ကိုလှည့်စားလိုက်ပါတယ်ဘာတွေပြောနေရလဲစိတ်နင်တကယ်အဲ့လိုတွေးလိုက်တာလားငါဒီရွှေကိုနင်နဲ့မျှဝေမယ်လို့နင်အလုပ်ပြီးသွားပြီအခုနင်သွားလို့ရပြီကာလူးကစိတ်ကိုကန်ပြီးတော့ဥကိုသူ့အကုန်ယူသွားပါတယ်စိတ်ကမြင်မြင်မှလဲသွားပါတယ်သူ့စီမှာဝဝရဲ့ခင်မမှုလည်းမရှိတော့သလိုရွှေလည်းမရှိတော့ပါဘူးငါ့ကိုလည်းလှည့်စားခဲ့တယ်ငါလောဘကြီးမှုရဲ့အပြစ်ပဲငါတငယ်ချင်းရဲ့ယုံကြည်မှုကိုဖျက်ဆီးခဲ့တာပြန်လှန်နေနဲ့ငါလည်းလှည့်စားမှုပဲရခဲ့တာဒီရွှေကငါ့အတွက်ငရဲတစ်ခုဖြစ်သွားတာပဲအပြစ်ရှိစိတ်နဲ့ရက်စိတ်တွေအပြည့်နဲ့နောက်တစ်နေ့မနက်မှာစိတ်ကဝဝစီကိုရောက်လာပါတယ်စိတ်ကလုံးဝကိုရင်ကျိုးပြီးတော့ငိုယိုပြီးတော့ဝဝရဲ့အရှိမဒူးထောက်ပြီးတော့ထိုင်လိုက်ပါတယ်ဝဝငါ့ကိုခွင့်လွတ်ပါငါသိပါတယ်ငါမှနင့်စီကခွင့်လွတ်မှုရဖို့မတန်ဘူးဆိုတာဒါပေမဲ့ငါ့ရဲ့နာကျင်မှုတွေကိုမခံစားနိုင်တော့ဘူးငါ့ရဲ့လောဘကြီးမှုကမျက်မမြင်ဖြစ်အောင်လုပ်လိုက်တယ်အဲ့ရွှေထပ်ပို့ပြီးတော့တန်မိုးကြီးတာငါတို့ရဲ့ယုံကြည်မှုပါဒါပေမဲ့ငါကချိုးဖျက်ခဲ့တယ်ငါကဘယ်တော့မှခွင့်လွတ်နိုင်မှာမဟုတ်ဘူးဝဝကြည့်လိုက်တော့သူ့ရဲ့မျက်ဝန်းမှာနာကျင်မှုတွေပါရှိနေပါတယ်ဒေါသမထွက်တော့ဘဲနဲ့ခွင့်လွတ်ရမယ်ဟုတ်လားငါနင့်ကိုခွင့်လွတ်ပေးမယ်လीဘာလို့လဲဆိုတော့လောဘကြီးမှုကအရာတိုင်းကိုနာကျင်မှုတွေထိချမ်းမှုတွေပဲပေးနိုင်တာငါသိတယ်ဒါပေမဲ့နင်တကယ်ပဲတွေးလားငါတို့ရဲ့ရင်းနှီးမှုကအရင်လိုမျိုးပြန်ဖြစ်မယ်လို့ဘဝကအသက်ပြင်းပြင်းရှူပြီးတော့ပြက်စီးသွားတဲ့ယုံကြည်မှုမှာအခုတော့ချောက်လက်မှုတွေပဲရှိတော့တယ်ငါရဲ့ယုံကြည်မှုတွေဘယ်တော့မှမရနိုင်တော့ဘူးငါတငယ်ချင်းငါနင့်ကိုခွင့်လွတ်ပေးနိုင်ပါတယ်ဒါမဲ့နောက်ထပ်ဘယ်တော့မှလှုပ်ဝက်ချက်နဲ့စိတ်ထဲရှိတဲ့စကားတွေကိုမပြောနိုင်တော့ဘူးစိတ်ကဘာမှမပြောနိုင်ပဲပျော့ခွေသွားပါတယ်ဝဝရဲ့ဆုံးဖြတ်ချက်ကကာလူရဲ့လှည့်စားမှုထက်တောင်ပိုပြီးတော့ပြင်းထန်ပါတယ်လောဘကြီးမှုကတငယ်ချင်းတစ်ယောက်ရဲ့ဂျားထဲမှာရှိတဲ့ခင်မင်မှုကိုလုံးဝဖျက်ဆီးပစ်လိုက်ပါတယ်အခုတော့ယုံကြည်မှုကလည်းနေဝင်စည်းစာလိုပဲတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်တောင်တန်းတွေရှိတဲ့နေရာမှာပူပြင်းတဲ့နေရာတည်ရောက်ရှိနေပါတယ်နေထွက်တာနဲ့ရမ်းအောင်ပူလာပါတယ်တစ်ပင်တစ်ပင်နားမှာအတိုက်တစ်ခုရှိပါတယ်အဲ့ဒီမှာဝဝရဲ့သူ့ရဲ့ကလေးနှစ်ယောက်ရဲ့နေထိုင်ပါတယ်ဝဝကချွေးတွေတုပ်ပြီးတော့ကလေးတွေကိုပြောလိုက်ပါတယ်ကလေးတို့ရာသီဥတုကပိုပြီးတော့ပူလာတယ်အေးတဲ့အိမ်ကိုအမြန်ဆုံးဆောက်ရတော့မယ်မမေအေးတဲ့အိမ်ကိုဘယ်လိုဆောက်မှလဲသမီးမိနီအမေတို့ကမြေကြီးအိမ်ဆောက်ကြမယ်လေမြေကြီးကအေးတယ်အဲ့လိုဆိုရင်အမေတို့နေရာဒီကိုဖျက်ဆီးနိုင်လိမ့်မယ်ခလေးတို့ဒီမှာနေကြအောင်မြေကြီးပမာရနိုင်လဲဆိုတာအမေကျွတ်တူကြီးကိုတွားမိလိုက်အောင်မယ်နော်ပြီးရင်မြေကြီးကိုစောက်ကြမယ်ဘိုးဘကအတိုက်ကနေပြန်တန်းပြီးတော့ကျွတ်တူကြီးစီကိုရောက်လာပါတယ်အခုကျွတ်တူကြီးညီမမြေကြီးအိမ်ဆောက်ချင်လို့လေမြေကြီးပမာရှိလဲဆိုတာပြပြပါလားဘိုးကမြေကြီးအိမ်ဆောက်လဲဘာမှမထူဘူးရာသီပြောင်းသွားတာနဲ့မိုးတွေရွာလိမ့်မယ်နေ့ရဲ့မြေကြီးကလုံးဝပျက်စီးသွားလိမ့်မယ်အခုကျွတ်တူကြီးရဲ့ရာသီပြောင်းမှုကလိုပါသေးတယ်အခုချိန်အိမ်မဆောက်ရင်အပူမိပြီးတော့နေမကောင်းဖြစ်နိုင်တယ်ဟုတ်လားအရန်အောင်ကြီးမားတဲ့ညောင်မင်းတစ်ပင်ရှိတယ်အဲ့အဖေကမြေကမ်းသားတစ်ခုမှရှိတယ်အဲ့မှာမြေကြီးရနိုင်တယ်ဝဝကချက်တူရဲ့ကိုကျေးဇူးတင်လိုက်ပါတယ်ပြီးတော့ကိုယ့်အတိုက်ကိုပြန်သွားပါတယ်ခလေးတို့မြေကြီးရပြီအမေအခုမြေကြီးသွားယူလိုက်အောင်မယ်နော်မမေသမီးလည်းလိုက်ခဲ့မယ်လေ
ဟုတ်တယ်ကျွန်တော်နဲ့ညီမအမေကိုကူညီပေးလို့ရတာပေါ့ကောင်းပါပြီလိုက်ခဲ့လေအမေနဲ့ကလေးတွေကမြစ်ကန်တာကိုတောင်းလိုက်ပါတယ်အဲ့ဒီမှာမြေကြီးခဲတွေကိုတွေ့လိုက်ပါတယ်ဒီမှာမြေကြီးတွေအများကြီးရှိတယ်မြေကြီးရင်အလွယ်လေးဆောက်လို့ရပြီလိုတလောက်မြေကြီးတွေကိုယူပြီးတော့အတိုက်စီကိုပြန်သွားလိုက်ပါတယ်အဲ့ဒီရဲ့အဝေးတနေရာမှာကာလူနဲ့တင်နေရှိနေပါတယ်သူတို့ကဝဝကိုတေးသေးချာချာကြည့်နေကြပါတယ်ဝဝမြေကြီးတွေကိုယူပြီးတော့ဘာလုပ်နေရလဲမသိဘူးနော်ကိုတို့သွားမေးကြည့်ရအောင်လေပြီးတော့ဝဝစီကိုရောက်လာပါတယ်မြေကြီးတွေကိုဒီကိုဘာလို့ယူလာလဲတင်းနေငါမြေကြီးအိမ်ဆောက်မလို့လေမြေကြီးအိမ်ကအထဲမှာအေးတယ်ငါတို့နေပူတယ်ကနေကောက်ွယ်နိုင်နေနင်ကမြေကြီးအိမ်ဆောက်တတ်တယ်ပေါ့ဟုတ်တယ်လေငါ့ကိုအမေကအကုန်လုံးတင်ပေးထားတယ်ကာလူနဲ့တင်နေရပြန်သွားပါတယ်ပြီးတော့အဝေးတနေရာမှာရှိတဲ့တစ်ပင်မှာနားလိုက်ပါတယ်ဘိုးကတော့အခုအိမ်ဆောက်တော့မယ်ကိုတို့ပဲကြံတော့တယ်ကိုတို့ဒီနေပူထဲမှာအပူရှက်ပြီးတော့တေးရတော့မယ်ကျမစီမှာအကြံတစ်ခုရှိတယ်အရင်ဆုံးအဲ့ဒီဘိုးကအိမ်ကိုအရင်ပြီးအောင်ဆောက်ပါစေရောပြီးရင်ကျမတို့နှစ်ယောက်အဲ့မြေကြီးအိမ်ကိုအပိုင်သိမ်းကြမယ်လေဘိုးကနဲ့ကလေးနှစ်ယောက်ပေါင်းပြီးတော့လှပတဲ့မြေကြီးအိမ်ကိုဆောက်လိုက်ပါတယ်သူတို့တွေကအိမ်ထဲဝင်သွားပါတယ်မေမေဒီကတကယ်ကိုအရင်အေးတာပဲဟုတ်တယ်အရင်အေးချမ်းနေညရောက်တော့သူတို့ကအေးစင်းစွာအိပ်ပျော်သွားပါတယ်မနက်မိုးလင်းသွားပါတယ်ကာလူကဝဝရဲ့အိမ်ကိုလာပြီးတော့တကားခောက်လိုက်ပါတယ်ဝဝကတကားဖွင့်လိုက်ပါတယ်ဝဝညဒီမှာအိပ်ပျော်နေရလားဟိုဘက်မှာငှက်တွေစားစရာဝေးနေတယ်ဘာပြောနေရလဲကာလူငါဘာမှနားမလဲဟိုဘက်မှာအပင်တပင်ပေါက်တာအဲ့ဒီကနေအသီးတွေအရန်စားလို့ကောင်းငှက်တွေအကုန်သွားကုန်ပြီဒါဆိုငါလည်းသွားလိုက်အောင်မယ်မင်းနေနဲ့ကိုအိမ်မှာပဲနေခဲ့အောင်နော်မဟုတ်ဘူးဝဝနင့်ကလေးတွေပါအတူခေါ်သွားလိုက်လေအဲ့ဒီမှာငှက်တွေအများကြီးရှိတယ်ဦးတွေများလေးအသီးတွေပို့ယူလာလို့ရတယ်လေဘိုးကကာလူရဲ့စကားကိုယုံပြီးတော့ကလေးတွေနဲ့အတူပြန်သန်းသွားလိုက်ပါတယ်ပြန်သန်းသွားတော့တကားပိတ်ဖို့မေ့သွားခဲ့ပါတယ်ဘိုးကသွားလိုက်တာနဲ့ကာလူကပြေးပြီးတော့သူ့မိန်းမတင်တင်စီကိုရောက်လာပါတယ်တင်နေကိုယ့်ရဲ့မိန်းမအလုပ်ပြီးသွားပြီတိလားကိုတို့အခုဝဝရဲ့အိမ်ကိုအပိုင်သိမ်းကြမယ်သူတို့နှစ်ယောက်လုံးကပျော်ပျော်ရွှင်ရွှင်နဲ့ဝဝရဲ့အိမ်ထဲကိုဝင်သွားလိုက်ပါတယ်ပြီးတော့တကားကိုအထက်ကနေပိတ်လိုက်ပါတယ်ဘဝတို့အဲ့ဒီကိုရောက်သွားတော့ဘာငှမ်းမှမရှိပါဘူးအမေငှက်လည်းမရှိသလိုစားစရာလည်းမရှိဘူးနော်ကာလူကငါတို့ဘာလို့အဲ့လိုနောက်ခဲ့ရလဲလာလာကလေးတို့အိမ်ပြန်ကြမယ်သူတို့အိမ်ကိုပြန်သွားလိုက်ပါတယ်အိမ်ရောက်တော့တကားကိုအထက်ကနေပိတ်ထားပါတယ်သူလည်းငါ့အိမ်ထဲကိုဘသူဝင်သွားရလဲကာလူကပြတင်းပေါက်ကနေပြောလိုက်ပါတယ်အခုဒီအိမ်ကငါတို့ရဲ့အိမ်ပဲနေဒီကနေထွက်သွားလိုက်တော့ဟဲ့အချစ်မကောင်းတဲ့ကောင်ငါ့အိမ်ကနေထွက်သွားစမ်းနေနားလေးနေလားငါပြောရမကြောက်လားထွက်သွားလိုက်တော့နောက်တစ်ခါဒီကိုထပ်မလာနဲ့တော့ဝဝစိတ်မကောင်းဖြစ်စွာနဲ့သူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့တစ်ပိတစ်ပိနားမှာနားလိုက်ပါတယ်ညနေရောက်သွားပါတယ်ကလေးတွေကကြောက်နေကြပါတယ်ကလေးတို့မကြောက်ကြနဲ့ကာလူနဲ့တင်နေကအမေတို့ပေါ်မကောင်းလုပ်ခဲ့တဲ့အတွက်သူတို့လည်းမကောင်းတာပြန်ခံရတာမေသမီးတို့ဘယ်မှာနေကြရမှာလဲမနေ့ကမှပဲကြည့်လို့ရတာပေါ့ကွယ်တညလုံးဝဝနဲ့ကလေးတွေကအိတ်မပျော်ပါဘူးမနေ့ရောက်သွားပါတယ်ကလေးတို့အမေတို့ဝိုင်းဆောက်ကြမယ်လေအမေဝိုင်းဆောက်တတ်တယ်ကလေးတို့ညောင်ဒီလိုလို့အရင်ကသွားဖို့တဲ့မြစ်ကန်တာကိုသွားကြအမေကအဲ့မှာဝိုင်းသွားယူလာခဲ့မယ်ဝဝကပစံယူပြီးတော့ဝါးအုပ်ထဲကိုသွားလိုက်ပါတယ်ဝါးတွေကိုခုတ်လိုက်ပါတယ်သူကရက်တော်ကြာကြာစူးစမ်းလိုက်တဲ့အတွက်ဝါးရီဆောက်လို့ပြီးသွားပါတယ်ကလေးတွေကလည်းအိမ်ကိုမြင်ပြီးတော့ပျော်သွားပါတယ်ကလေးတို့အိမ်ထဲဝင်ကြလေအမေစားစရာသွားရှာလိုက်အောင်မယ်ဘိုးဝါကတောရဲကိုသွားလိုက်ပါတယ်အဲ့ဒီမှာအသီးတချို့ရလာပါတယ်ဘိုးဝါကအသီးကိုယူပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်ညရောက်သွားပါတယ်ညရောက်တာနဲ့ကောင်းကင်မှာတိတ်နေထူပြီးတော့မိုးတွေရွာလာပါတယ်ကာလူနဲ့တင်တင်တို့နေတဲ့အိမ်ကတော့ခဏတော့အဆင်ပြေနေပါတယ်မိုးတွေလည်းရွာလာရောမြေကြီးအိမ်ကပျက်စီးလာပါတော့တယ်ကာလူဒီအိမ်ကပြုတ်ကြတော့မယ်ဒီကနေအမြဲဆုံးထွက်ရအောင်သူတို့အိမ်ကထွက်သွားတာနဲ့မြေကြီးအိမ်ကအောက်ကိုပြုတ်ကျသွားပါတယ်ပြီးတော့တအိမ်လုံးပျက်စီးသွားပါတယ်ကာလူတခုခုလောက်ပါဦးကျမအရန်ချမ်းနေပြီဒီမိုးရင်နဲ့ဆိုရင်နေမကောင်းဖြစ်တော့မယ်မင်းတပြင်းအောင်မခဏနေအောင်နော်ကိုတခြားလုံခြုံတဲ့နေရာတခုသွားရှာလိုက်အောင်မယ်ကာလူကပြန်သွားပါတယ်မိုးတွေအရန်ရွာနေတဲ့အချိန်ဟိုဘက်ဒီဘက်သူလိုက်ရှာနေပါတယ်ပြန်ရင်မြေကမ်းသားကိုရောက်သွားပါတယ်အဲ့ဒီမှာရှိတဲ့ဝိုင်းကိုသူတွေ့သွားပါတယ်
ဘယ်သူရှိလဲကိုညီပါအောင်ကာလူလားဒီဒီကိုဘာလာလောက်တာတော့ငါ့ကိုခွင့်လို့ပါဝါရဲ့ငါနင်တို့ဘောမကောင်းတာလုပ်ခဲ့ပါတယ်အဲအားကြောင့်လဲအခုပြန်ခံစားနေရပါပြီငါတို့အထက်ဝင်ဝင်ပေးပါနင်တို့ဘာလို့ငါတို့သားအမေကိုလိန်ရတာလဲငါတို့အိမ်ကိုလည်းယူသွားခဲ့တယ်နင့်ကိုငါတို့ခွင့်မလို့ပေးနိုင်တားပေါ်မှာတော့ဝါရဲ့ငါတို့ခွင့်လို့ပေးပါနော်အခုလိုမျိုးမိုးတဲ့နေတဲ့အချိန်အပြင်မှာအကြာကြီးနေလို့ရှင်နေမကောင်းဖြစ်သွားနိုင်တယ်ကောင်းပြီလေနင်တို့ကိုမိုးဆက်တဲ့အထိတော့နေခွင့်ပေးမယ်တနေ့ကိုခေါ်ပြီးလာနေလို့ရတယ်ဘဝအဲ့လိုပြောလိုက်တော့ကာလူကတနေ့ကိုခေါ်ပြီးတော့ဘဝအိမ်ကိုရောက်လာပါတယ်ကာလူနင်တွေ့ပြီလားသူများကိုမကောင်းချင်တဲ့သူကနောက်ဆုံးသူပဲခံရတယ်ဆိုတာကိုငါသာနင်တို့ကိုဝင်ခွင့်မပေးခဲ့နင်တို့မိုးရေထဲမှာတည်နေလောက်ပြီကာလူနဲ့တနေကသူတို့ရဲ့လောက်ရအပေါ်မှာအရန်ကိုအရှက်ရသွားပါတယ်ဘဝကိုလည်းတောင်းပန်လိုက်ပါတယ်တကယ်ချင်းတို့ဒီပုံမြင်ကို like ပေးပြီးတော့ share လုပ်ပေးကြပါအောင်နော် channel ကိုလည်း subscribe လုပ်ဖို့မမေ့ကြနဲ့နော်ကျေးဇူးတင်ပါတယ်ချီကန်းလင်မယားတွေက online shopping အလုပ်ကိုလုပ်တာပေါ့လောဘကြီးရဲ့ချီကန်းလင်မယားတွေကဒီအလုပ်မှာလည်းလိမ့်လည်ပြီးတော့လုပ်ကင်ကြတော့တယ်အော်ရာတစ်ခုတင်တခြားတစ်ခုကိုပို့ပေးတာပေါ့ကိုကလူရေအခုချိန်นี้စက်တူတွေကလည်းမလာသေးဘူးဘူကမိတ်ကပ်ပစ္စည်းတွေကိုမှားထားတယ်ကိုမနဲ့ညရဲကအလုပ်တွေကိုစောလာဖို့မှားထားတယ်တကယ်နေရတော့စောင့်ကြည့်လိုက်ပါအောင်အစမပြေလဲတခြားအလုပ်ကမှခန်းလိုက်မယ်လေအဲ့နောက်မှာစက်တူကြီးကရောက်လာတော့တဲ့စက်တူရေဘယ်အချိန်ရှိနေပြီလဲအလုပ်ကိုဒီချိန်လာလားမဒန်ဒီတစ်ခါလဲမနေ့ကလိုအော်ရာတွေမပေးပါနဲ့နော်မှားထားတဲ့သူတွေကငွေလက်ကောက်လေးတွေမှားထားတာအဲ့လေရောသူလည်းဖွင့်ကြည့်လိုက်တော့ကော်လက်ကောက်တွေဖြစ်နေတဲ့အပြင်ကျိုးကကျိုးနေသေးတယ်အဲ့ဒါနဲ့သူကဒုံနဲ့ကျွန်တော်ကိုလိုက်ရိုက်ပါလေရောအဲ့ဒါကြောင့်ကျွန်တော်ဒီနေ့နောက်ကျသွားရတာပါဆိုင်ကငါဆိုင်ကွာမင်းက delivery လုပ်ပေးအောင်မယ်ဘသူ့ကိုဘာပေးရမလဲဆိုတာငါတို့သိဆုံးပဲမင်းကငါခိုင်းတဲ့အတိုင်းသာပါစက်ပိတ်ပြီးတော့လှုပ်ဆမ်းပါဒီမှာဘူဘူးရဲ့ make up ဘူးပါဆွဲလိပ်စာကိုပါဆယ်ဘူးပေါ်မှာရေးထားတယ်သူ့ကိုသွားဖို့ပေးလိုက်ကျစ်တွေကဘူဘူးချင်းကမလေးရဲ့ပါဆယ်ဘူးကိုယူပြီးတော့သွားလိုက်တော့တယ်ညီမလေးဒီတော့ရဲမှာဘူဘူးချင်းကမလေးရဲ့အိမ်ကဗမာလေးသိလာရင်ဘာဖြစ်လို့လဲကိုဘူဘူးအတွက်စားလာလို့လားမဟုတ်ပါဘူးပါဆယ်လာပို့ပေးတာဘူဘူးက online ကနေ make up ပစ္စည်းတွေမှာထားလို့လေအဲ့ဒါလာပို့ပေးတာပါဘူဘူးရဲ့အိမ်ကဟိုးနာကတက်ပင်အောင်ပါအဲ့လိုသွားလိုက်ကျစ်တွေကအိမ်ရှိအောင်သွားလိုက်တော့တယ်အော်ရမထားတာရပါပြီခဏလေးနော်အရင်ဆုံးဖွင့်ကြည့်ကြည့်လိုက်မယ်ကောင်းပြီဒီမှာပတ်စံယူလိုက်အောင်ပြီးရင်မတက်အောင်ပြောလိုက်နော်ကိုမထားရဲ့ပစ္စည်းကိုပတ်စံမပေးခင်အရင်ဆုံးစစ်ကြည့်တာမကောင်းတဲ့အလုပ်မဟုတ်ဘူးလို့ပြောလိုက်ပါမယ်ဗျာကျက်တူတွေကပြန်သွားလိုက်တော့တယ်တကယ်မှာတော့ဘဝစကလေးမရဲ့တာကိုကပြောလိုက်တော့တယ်မမေတားကိုစပိန်ဝယ်ပေးပါလားယင်အရင်တလားကလည်းအမေတားကိုစပိန်ဝယ်ပေးမယ်လို့ခရီးပေးထားတယ်လေအမေမင်းညတားရဲ့အဖေကိုပြောပြီးသွားပြီအဖေစိမ်းမှသွားဖို့အတွက်အချိန်မရလို့တဲ့ဒီနေ့အဖေပြန်လာလို့ရှိရင်တားကိုယ်တိုင်ပြောလိုက်မယ်နော်ဖေတားကိုစပိန်မှုဝယ်ပေးဦးဆိုရင်ဖေနဲ့တားစကားမပြောတော့ဒီနေ့လည်းနောက်ကျပြန်ပြီတကယ်ချင်းရငါအမြဲတမ်းအလောက်ကပြန်ဈေးထဲကိုဝင်ပြီးတော့တားအတွက်စပိန်ဝယ်မယ်လို့စဉ်းစားနေတာဘယ်တက်နိုင်မှလဲနော်အလောက်သေးသေးလေးကတနေ့လုံးလောက်တာတော့မပြီးပြက်နိုင်ဖြစ်နေတာဘယ်တက်နိုင်မှလဲငါရဲ့ကလေးကလည်းပန်းချက်လိုက်ပြီးဖို့ငါ့ကိုပြောနေတာကြာနေပြီညလည်းမိုးချုပ်တော့မှဆိုတော့အိမ်ပြန်ကြရအောင်လေကျန်တဲ့အလုပ်ကိုမနှက်ဖြတ်မှပဲလုပ်ကြတာပေါ့ခိုလီနဲ့စူစူစားကလေးတို့ကအိမ်ကိုပြန်လာကြတော့တယ်ကိုကခုနလေးတွေကမှအိပ်ပျော်သွားတာတစ်ချိန်လုံးငိုပြီးတော့ကြီးကြနေရလေရှင်လဲသိတာပဲသူကအရင်2လလောက်ကတည်းကစပိန်ဝယ်ဖို့ပြောထားတာလေဒီနေ့လည်းနောက်ကျသွားတယ်ကွာဘာလို့ဒီလောက်တောင်လောနေရတာလဲကိုဝယ်လာပေးမှာပေါ့ကွာရှင်အနေငယ်လောက်တော့စောင့်ပါအောင်ရှင်ကတရက်လုံးအပြင်မှာပဲရှိနေရလေရှင်သိရလားကိုကကျမကိုလောက်တော့ကောင်းကောင်းလုပ်ဖို့မပေးဘူးတစ်ချိန်လုံးစပိန်နဲ့ပဲလုပ်နေတာရှင်သာလက်ခံရင်ကျမစပိန်ကို online ကနေပြီးတော့မှားလိုက်ရမလားကျမတို့တော့မှ online နဲ့ပစ္စည်းတွေကိုမှာလို့ရနေပြီလို့ကြားတယ်ဟာမွေးနဲ့ကိုရိုင်းဈေးမှာသွားကြည့်ပြီးတော့ဝယ်လာခဲ့မယ် online ပစ္စည်းတော်တော်များများလိန်နေကြတာရောင်းဖို့အတွက်ပြလို့ရှိရင်တစ်မျိုးအိမ်ကိုရောက်လာရင်တစ်မျိုးမယုံရဘူးစကားပြောရင်နဲ့လင်မယားနှစ်ယောက်လုံးကအိတ်လိုက်ကြတော့တယ်နောက်နေ့တည့်ရက်မှာတော့ဝဝစကလေးမကလူစီကျက်တူရဲမလေးရဲ့အိမ်ကိုရောက်လာတော့တယ်လူစီ
နင်လေ online ကနေပစ္စည်းတွေမှာဘူးလားယင်ဝယ်ဘူးတယ်လေအရင်အပတ်ကပဲ online ကနေတမျက်စီးလေးမှာထားသေးတယ်အဲ့ဒါအဆင်ပြေရလားယင်တမျက်စီကတော်တော်လေးကိုကောင်းတယ်ခိုင်လဲခိုင်နေပြီးတော့ဈေးမှာဝယ်တဲ့တမျက်စီတွေထက်လည်းပိုပြီးတော့ကောင်းတယ်လေတကယ်တော့ကွာကိုကစပိန်တစ်စီလိုချင်နေရကြပြီအဲ့ဒါကြောင့် online မှာမှာရင်ကောင်းမလားလို့စဉ်းစားနေရတယ်အော်ကောင်းတာပေါ့အခုအချိန်ဘသူကအိမ်ပြင်ထွက်ကြလို့လေချင်းငက်တွေအားလုံးတော့အိမ်မထိုင်ပြီးတော့ပစ္စည်းတွေအများကြီးမှာနေကြတာပဲဒါဆိုငါအိမ်ပြန်လိုက်အောင်ပဲနေကငါဖုန်းယူထားပြီးတော့အိမ်ကိုလိုက်ခဲ့ပါလားကိုကိုတိုင်းသူကြိုက်တဲ့စပယ်ကိုရွေးချယ်ပါစေဟိုဝါစာကလေးမကအိမ်ကိုပြန်အောင်လာတော့တယ်တားလေးကူဒီနေ့သားအတွက်စပိန်အော်ရာမှာပေးမယ်နော်အဲ့စကားကိုနားထောင်ပြီးတော့ကူစာကလေးကပျော်လွန်းထားခုန်တော့တာပေါ့မမေတားရဲ့ချစ်ရတယ်မမေတားကြိုက်ဝယ်ပေးပါလားဟုတ်တာပေါ့တားရဲ့လူစီအန်တီကဖုန်းယူပြီးတော့လာလိုက်မယ်အဲ့ချိန်ကျရင်တားကြိုက်တဲ့စပယ်ကိုရွေးပြီးတော့အော်ရာမှာလိုက်နော်ခဏကြာရဲ့နောက်မှာတော့လူစီချက်တူရေးမလေးကသူ့ရဲ့ဖုန်းကိုယူပြီးတော့ဘဝစာကလေးမရဲ့အိမ်ကိုရောက်လာတော့တယ်အဲ့နောက်မှာကူစာကလေးကဖုန်းထဲကနေစပိန်ပုံတွေကိုကြည့်နေတော့တာပေါ့နောက်တော့အနီအောင်စပိန်လေးတစ်စီးကိုရွေးချယ်လိုက်တော့တယ်။မေတာဒီစပိန်လေးကိုကြိုက်တယ်။ဒီစပိန်လေးဝယ်ပေးပါလား။လူစီတစ်ချက်လောက်ကြည့်ပေးပါဦးနော်။ဘယ်လောက်ပေးရလဲမသိဘူး။ဟိုကဒီစပိန်ကအဲ့လောက်လေးဈေးမကြည့်ပါဘူး။ရူပီ3000ပဲပေးရမှာ။ဟဲစပိန်ကအဲ့လောက်တောင်ဈေးသက်တာလား။ကူအဖေပြောတော့ဈေးမှာ9000 8000ပတ်ဝန်းကျင်နဲ့ရောင်းတာတဲ့။ဒါဆိုငါအော်ရာတင်လိုက်ရမလားယင်။တင်လိုက်တော့မြန်လေးအော်ရာတင်လိုက်မဟုတ်ရင်တခြားသူဦးအောင်မယ်လူစီချက်တူရေးမလေးကအော်ရာတင်လိုက်တော့တယ်ဒါမဲ့အော်ရာတင်လို့မရဖြစ်နေတာပေါ့အဲ့ဒါကြောင့်လူစီချက်တူရေးမလေးကဖော်ပြထားတဲ့နံပါတ်ကိုရိုက်ပြီးတော့ဖုန်းဆက်လိုက်တော့တယ်ဟုတ်ကဲ့ပါမဒမ်ကျမအမရဲ့ဆိုင်ရနေပြီးတော့စပိန်တစ်စီတဘောကြလို့အဲ့ဒါအော်ရာတင်ဖို့လုပ်နေတာမရဖြစ်နေတယ် sorry ပါနော်မနဲ့အဲ့စပယ်ကအိမ်ရောက်ငွေချင်မရဘူးလေအရင်ဆုံးငွေကြိုးလဲရမယ်တင်ကြီးကမလေးကအဲ့လိုပြောပြီးတော့ဖုန်းချလိုက်တော့တယ်ဘာပြောလဲလူစီငွေကြိုးလဲရမယ်တဲ့လိန်တာတော့မဟုတ်တော့ပါဘူးနော်ငါတော့နည်းနည်းလောက်စိုးရိမ်လာသလိုပဲအမှန်တိုင်းပြောရရင်ငါလည်း online ကနေတမျက်စိတစ်ချောင်းပဲမှာဘူးလားအများကြီးတော့ငါလည်းသိမသိဘူးဟာမမေ online shopping လုပ်တဲ့ချိန်ကဘာလို့လိန်ရမှာလဲဗျာကိုပြောရလဲမှန်တာပါပဲလူစီနေအော်ရာပေးလိုက်လေငါနေအတွက်ပတ်စံထုတ်ပေးလိုက်မယ်အဲ့နောက်မှာလူစီကအော်ရာတင်လိုက်တော့တယ်ကူအိတ်သွားပြီလားဟုတ်တယ်ကူကဒီနေ့အရန်ပျော်နေရလေဟုတ်လားဘာလို့ကူကအရန်ပျော်နေရတာလဲကျမနဲ့ကူပေါင်းပြီးတော့ကူအတွက်စပိန်နဲ့စီ online ကနေမှာလိုက်တာလေဘာပြောတယ်စပိန်ကို online ကနေမှာတယ်ဟုတ်လားကိုမင်းညပဲပြောတယ်လေကွာအချိန်ရရင်ဈေးကနေစပိန်ဝယ်လာခဲ့ပေးပါမယ်လို့လူစီကလည်းတမျက်စီကို online ကနေဝယ်ခဲ့တာတဲ့အဲ့ဒီမျက်စိကအရန်ကောင်းတယ်လို့ပြောတယ်အဲ့ဒီမျက်စိကကိုယ်တိုင်လှဲရတာလားဒါမှမဟုတ်မောက်ဆွမ်းရှိပြီးတော့သူ့ဘာသူလှဲရလားဒီမျက်စိကပေးရရင်တော့100 200လောက်ပဲစပိန်ကအများကြီးမပေးလိုက်ရပါဘူးစပိန်ကို3000နဲ့ပေးပြီးတော့အော်ရာမှာနာတာ3000နဲ့ဘယ်ကစပိန်ရမှာလဲကွာတေချာဖို့စပိန်အဟောင်းပဲဖြစ်လိမ့်မယ်ပုံမှန်တော့တောက်နေတာပါပဲအနီအောင်စပိန်လေးမှားထားတာအဲ့လိုနဲ့ပဲလင်မယားတယောက်ကစကားပြောရင်နဲ့အိပ်ပျော်သွားကြတော့တယ်ကိုကလူရဲ့ဟိုရုပ်စပိန်လေးမမထားလဲရင်ကော်ရုပ်လေးလားဟိုနားမှာကိုထထားတယ်အဲ့နောက်မှာတင်ကြီးကမလေးကစပိန်ရုပ်သေးသေးလေးကိုပါဆယ်ဘူးထဲကိုထည့်ပြီးတော့ချက်တူရီကိုပြောလိုက်တော့တယ်ဒီပါဆယ်ဘူးကိုပေးပြီးရတယ်အဲ့ကနေပြေးလာလိုက်ဒါဆိုပတ်စံရောဘသူတောင်းမှလဲမတန်းအဲ့ပစ္စည်းအတွက်ပတ်စံကကြိုလွှဲထားပြီးသားအဲ့ဒါကြောင့်ပါဆယ်ဘူးပေးပြီးရတယ်ထွက်လာခဲ့လိုက်တော့ချက်တူရီကပါဆယ်ဘူးကိုယူပြီးတော့တခြားတော့ကိုသွားလိုက်တော့တယ်ညီမဟိုတယောက်ပဲဂျီယိုလာတော့ကပူရဲ့အိမ်လိပ်စာကိုပြောပြရတဲ့တယောက်မလားဟုတ်တယ်ရှင့်ညီမမမိရလားအခုညီမလည်း online ကနေစပိန်မှာထားတာညီမရဲ့သားလေးကလေအမြန်ဆုံးစပိန်စီးကြအောင်တင်ပြီးတော့စီးလိုက်မယ်သားလေးကရန်ဝမ်းသာနေလောက်ပါဒါနဲ့စပိန်ကဘာမှလဲရင်မတွေ့ပါလားစပိန်ကဒီဘူးထဲမှာလေဟမ်စပိန်ကဒီပါဆယ်ဘူးသေးသေးလေးထဲမှာလားစပိန်ကဘယ်လိုလုပ်ပြီးတော့ထည့်လို့ရမှာလဲအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးအလုပ်ရှင်ကနေဒီမှာအကြိုင်းမနေဘူးပြောထားတယ်အဲဒါကြောင့်မလို့ပါဆယ်ကိုလက်ခံပေးပါနော်ကျွန်တော်သွားတော့မယ်ချက်တူရေးကဝဝစာကလေးမလေးကိုပါဆယ်ဘူးလေးပေးလိုက်တော့တယ်အဲ့ဒီနေရာကနေအမြန်ဆုံးပြေးထွက်သွားတော့တယ်ဝဝစာကလေးမကပါဆယ်ဘူးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့စပိန်အယုတ်သေးသေးလေးကိုတွေ့ပြီးတော့အံ့ဩသွားတော့တယ်ဟာလူလိမ့်နေပါလားအဲ့ဒါတော့နည်းနည်းတော့မဟုတ်ဘူးအများကြီးလိမ့်လိုက်တာပဲကူရဲ့အဖေကိုဘလို့ပြောရမှာလဲ
ဟိုဝါစာကလေးမကပါဆယ်ဘူးကိုယူပြီးတော့လူစီကျက်တူရေးမလေးစီကိုရောက်လာတော့တယ်လူစီကြည့်ပါလားငါတို့အလင်ခံလိုက်ရပြီငါတို့ကစပိန်အစ်စ်မှာတာလေအခုကအယုတ်စပိန်ဖြစ်နေတယ်အဲ့ဒါကလည်းကြည့်ပါဦးအပေါ်စားရုပ်ကြီးငါဖုန်းဆက်ကြည့်လိုက်မယ်ဟယ်လိုတင်ပြောနေပါတယ်ကျမတို့ကစပိန်အစ်စ်မှာထားတာဘာလို့အယုတ်စပိန်ပို့ပေးရလဲ3000စပိန်အစား90တန်အယုတ်ထည့်ပေးစီရလားအမရေတေချာကြည့်လေအောက်မှာစာရင်းတေးသေးလေးပါတယ်twine bicycle တဲ့လူစီကျက်တူရွေးမလေးကတေချာကြည့်လိုက်တော့ရေးထားတာတော့ဟုတ်ပါတယ်ဒါမဲ့ငါတို့ဘောမတရားဘူးဖြစ်သွားတာပဲမဟုတ်လားတင်းတင်းကြီးကမလေးကဖုန်းချလိုက်တော့တယ်အဲ့နောက်မှာဝဝစကလေးမကအယုတ်စပဲကိုယူပြီးတော့ကိုစကလေးကိုအကြောင်းဆုံးပြပြလိုက်တော့တယ်အမေအရင်စိတ်မပူပါနဲ့တကယ်ကသားပဲမှားတာပါသားကစပိန်ွယ်ပေးဖို့အတွက်ကြည်ကြနေလို့ခဏလောက်စောက်ပေးလိုက်ရင်တော့အဖေကသားအတွက်ဈေးရနေပြီးတော့စပိန်ွယ်ပေးမှာပဲဦးအဲ့ဒီချိန်ကူရဲ့အဖေစောစောစကလေးကလည်းရောက်လာတော့တယ်ဟဲ့သားမီးနှစ်ယောက်ဘာတွေပြောနေကြတာလဲဟိုဝါစကလေးမနဲ့ကူစကလေးတို့ကလည်းခဏတိတ်သွားကြတော့တယ်အဲ့နောက်မှာတော့နှစ်ယောက်သားရီကြတာပေါ့ကူရဲ့စပိန်ရောက်လာပြီဟုတ်လားစပိန်ရမမလဲဒီမလေးဖေတားရဲ့အယုတ်စပိန်လေးအဲ့စကားကိုနားထောင်ပြီးတော့စောစကလေးကခေါင်းကိုကန်လိုက်တော့တယ်ကိုပြောသားပဲ online shopping ကမယုံရပါဘူးလို့ရှက်အနေငယ်ကြားတဲ့နောက်မှာတော့ကူစာကလေးရဲ့အဖေကကူအတွက်အရန်အောင်လာပါတဲ့စပိန်လေးတစ်စီးကိုဝယ်ပေးလိုက်တော့တယ်ကူစာကလေးကသူ့စပိန်လေးရဲ့ဘဲကိုတီးပြီးတော့တောထဲမှာရှောက်ပတ်နေလိုက်တော့တယ်ကူရဲ့မိဘတွေကကူကိုကြည့်ပြီးတော့ဝမ်းသာနေကြတာပေါ့တကယ်ချင်းတို့ကြီးကန်းလင်မယားတွေကသူများပေါ်ကိုလိမ့်လိမ့်နေတာပေါ့ဒါပေမဲ့လည်းလိမ့်လိမ့်မှုကကြာရှည်မခံဘူးလေဘာလို့လဲဆိုတော့မကောင်းတဲ့အလုပ်ကတကယ်ရတော့ပေါ်သွားမှာပေါ့ချစ်ရတဲ့တကယ်ချင်းတို့ဒီဗီဒီယိုလေးကို like တကယ်ချင်းတွေကို share channel ကို subscribe လုပ်ဖို့လည်းမမေ့သွားကြနဲ့အောင်နော်ကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်